မေမောင်လေးပျောက်သွားပြီမောင်လေးရှောင်မကိုတယောက်ယောက်ကခေါ်သွားပြီမောင်လေးရှောင်မမင်းပဲမလဲအမေမောင်လေးလားအာမမအမေကိုကြည်စံပဲနေရနာနေလဲဘသူကမင်းကိုထိထားတာလဲအမေရှိတယ်မောင်လေးရေအမေကိုလန့်အောင်လုပ်လိုက်တာပဲဘသူလုပ်တာလဲတတိရှိရင်ငါစီလာခဲ့ငါကလေးကိုတော့မထိနဲ့အမေလူဆိုးတွေထဲမှာပုံနေတာလားအမေတွေ့တယ်ထွက်လာစမ်းမြန်ထွက်လာအမေအတန်တွေအများကြီးပဲမကြောက်နဲ့အမေရှိတယ်မလုံနဲ့အမေသူတို့ကမောင်လေးကိုအပြင်ထုတ်လာတာဒီလောက်တောင်ပစုံတွေများတာလားဒါကတောထဲကပစုံကြီးကြီးတွေပါလားအုံးပင်တုံးမီလောင်တာကြောင့်မြေကြားထဲကဆွတ်နေတဲ့ပစုံတွေအားလုံးအပြင်ကိုထွက်ပြေးလာတာပဲအမေပစုံတွေကိုစံနဲ့လဲလို့ရတယ်ကျွန်တော်ကူဖမ်းမယ်ရှောက်မှုအကောင်ကြီးတွေကိုပဲရွေးဖမ်းတော့ဟာကံကောင်းခြင်းဖြစ်ရဲ့ပစုံအုပ်ကြီးသည်ဒီနေရာတွင်ပုံမှန်မဟုတ်ပဲနောက်ထပ်15မိနစ်ကြာဆက်လက်ရှိနေမည်အချိန်ကိုအကျိုးရှိအသုံးချပြီးအမြန်ဖမ်းယူပါရှောင်ကျိုးတန်အိုးကြီးသွားယူအိုးပါပစုံတွေနဲ့ပြည့်သွားပြီအမလေးဒါတွေဆိုရွန်းထောင်ချီတောင်ရနိုင်တယ်ကြည့်လို့ဝပြီလားကြည့်လို့ဝရင်လမ်းဖက်ပေးတော့အမတယောက်တည်းနဲ့ဒီလောက်များကြီးဘလို့တဲနိုင်မှာလဲကျွန်တော်ကူတဲပြီးမျိုးထဲမှာတွားရောက်ပေးမယ်အခုငါ့ကိုမကြောက်တော့ဘူးလားငါကြောင့်မင်းတို့အိမ်ကိုကန်ဆိုးတာတွေရောက်လာမှမစိုးရင်ဘူးလားအမနေ့ကကျွန်တော်အမားလုံးမိတာပါအယိုးကျိုးသွားရင်တော့အကျောကဆက်နေသေးတယ်မဟုတ်လားကျွန်တော်တို့ကမိသားစုတွေပဲလေကောင်းပြီဒီအိတ်ထဲကအကောင်သေးတွေကိုမင်းယူသွားပြီးဟင်းတစ်ခွက်လှုပ်စားငါလမ်းမပိတ်နဲ့ကျေးဇူးတင်ပါတယ်အမကကျွန်တော်တို့ကိုအချစ်ဆုံးဆိုတာသိပါတယ်လင်းကျစ်ရှာမင်းငါကိုလှည့်စားရဲတယ်ပေါ့အရေးသွေးကတော့တာမန်ပါပဲ1ကီလိုရွန်100ပေးမယ်ဒီထက်ပိုမပေးနိုင်ဘူးသူသေးတာကတဘာဝအလျောက်ဖမ်းထားတဲ့အနီရောင်အခွန်ပစုံကြီးတွေပါမနေ့ကတော့1ကီလိုရွန်200ပေးခဲ့တာဟုတ်မင်းကမူဆိုးမတယောက်ပဲဈေးကွက်အခြေအနေကိုနားလည်လို့လားရောင်းချင်ရင်ရောင်းမရောင်းချင်ရင်ထားလိုက်ဒီနေ့ပစုံဈေး30%တက်လာပါတယ်စားတောက်ဆိုင်ကြီးတွေကလည်းအသက်ရှင်နေသေးတဲ့ပစုံတွေကိုတိုက်ရိုက်ဝယ်နေကြပါတယ်တေပြီးသားပစုံဈေးနဲ့အသက်ရှင်နေတဲ့ပစုံကိုဝယ်မလို့လားအိမ်မက်နေဟေ့ညီမလေးမသွားနဲ့အောင်150ပေးမယ်ထပ်တိုးပေးမယ်အရေးသွေးကောင်းဆုံးတောရိုင်းပစုံကြီးတွေငွေသားနဲ့ချက်ချင်းရှင်းမယ်အကောင်ကိုလည်းမျက်မြင်စစ်ဆေးပြီးမှဝယ်မယ်ဟာအကောင်တွေကတော်တော်ကြီးတာပဲအားလုံးအသက်ရှင်နေကြတာညီမလေး1ကီလို220ပေးမယ်အကုန်ယူမယ်250ပင်လယ်စာစားတောက်ဆိုင်ကအမြန်လိုနေတဲ့1ကီလို250ပေးမယ်ငါကအရင်ကြည့်ပြီးသား260ပေးပြီးငါ့ကိုရောင်းခုနကဘသူကငါဈေးကွက်မသိဘူးလို့ပြောတာလေဒီပစုံကိုခွေးကျွေးရင်တော့မင်းကိုတော့မရောင်းဘူးဟာရောင်းပြီချိန်ဆက်ပေါ်တင်ဒီနေ့တော့အပြည့်အဝအောင်မြင်ပြီးပြန်လာပြီခွန်ချွန်းချစ်မင်းကဘာလုပ်ပြန်တာလဲသူများစီကအကျွေးတင်ထားတဲ့လူကအရေးသွေးကောင်းတဲ့နှုတ်မုတ်ကိုဝယ်ဖို့ထိုက်တန်လို့လားငါစီကအကျွေးယူထားပြီးအခုအစ်စ်မြင့်ပစ္စည်းတွေစားကျင်တယ်ပေါ့အပြင်လူတွေဝင်မရှုံနဲ့ဒါကမောင်လေးအတွက်ပါစာချုပ်မှာအဖြူအမဲနဲ့ရှင်းရှင်းလင်းလင်းရေးထားတယ်45ရက်အတွင်းရွန်150တူညအရင်ပြန်ဆက်ရမယ်အခုတတ်မှတ်ထားတဲ့ရက်မရောက်သေးဘူးမင်းမှာငါပစ္စည်းတွေကိုလာလူယူပိုင်ခွင့်မရှိဘူးဒီမြေမှာငါချမှတ်ထားတဲ့စီးမြင့်ကစီးမြင့်ပဲနောက်ထပ်15မိနစ်အတွင်းရှားပါပင်လယ်ဘရင်ကနန်းအုပ်ကြီးပေါ်လာမည်ပင်လယ်ဘရင်ကနန်းတကောင်တောင်ရွံရချီရနိုင်တဲ့အရေးသွေးမြင့်ကနန်းတွေပါရှောင်းကျိုးရှောင်းမန်းအမေတို့အတွက်မျှော်လင့်ချက်ရှိပြီအမေဒီကောင်ကြီးတွေကိုတွားဖမ်းမယ်မပြေးနဲ့ဒီပုံနဲ့ဝင်စမ်းတတိပေးချက်အိမ်ဟောင်းဤတွင်ပုံမှန်မဟုတ်သောလှုပ်ရှားမှုရှိနေသည်ရှောင်းကျိုးရှောင်းမန်းစောင့်ကြဘာမှမဖြစ်ပါစေနဲ့ငါသားကိုဘသူထိရဲလဲထိကြည်စမ်းအသက်နဲ့ပေးဆက်ရမယ်အမေကဲပါဦးဟိတ်သားရဲကောင်ထွက်လာစမ်းဘာတွေအော်နေတာလဲငါကဒီနားကိုဖြတ်သွားတာပါအမေသူလိန်နေတာအခုနကအမေငွေဝက်ထားတဲ့အိုးကိုလှန်ဖို့ကြိုးစားနေတာဖြတ်သွားတာကမိုးဆိုးမအိမ်ထဲထိရောက်သွားတာလားဒီလောက်နှစ်မင်းငါကိုလူအယူလို့ထင်နေတာလားနောက်ထပ်တလန်းတောင်ရှေ့တိုးလာရင်ဒီနေ့မင်းရဲ့မျက်လုံးနှလုံးကိုဖျက်ပစ်မယ်ယူနေတဲ့မိန်းမမင်းကိုငါမှတ်ထားမယ်ငွေရှာလာတာနဲ့အမျှရွာထဲကမနာလိုသူတွေပုံများလာတော့မယ်တကားကပြက်လာမယ်အမိုးကလည်းယိုလာမယ်ရှာထားတဲ့ငွေကိုလည်းလူတွေကစောင့်ကြည့်လာမယ်ငါအမြန်ဆုံးအိမ်တလုံးစောက်ရမယ်ဒီလောက်အစ်စ်ဆက်ပုံကြီးကိုဘသူကငါရှိလာချထားတာလဲဘဲကသူတောင်းစားလဲဝေးဝေးနေစမ်းအနမ်းနဲ့တေတော့မယ်ဒီပုံထဲမှာကောင်းတဲ့ပစ္စည်းမပါရင်ငါမျက်စိကိုတောင်ညစ်ပတ်စေတယ်ဝယ်မလားမဝယ်ဘူးဒါဆိုနောက်ဆိုင်ကိုသွားမယ်အမလေးဒါကအရေးသွေးကောင်းဆုံးတောရိုင်းပင်လေဘရင်ကနန်းပဲအရေးသွေးကတကယ်ကောင်းတယ်အကောင်လည်းမသေးဘူးဒါပေမဲ့အခုခေတ်မှာဒီကနန်းကိုတိတ်မစားကြတော့ဘူးရွက်200နဲ့မနှဲအောင်ဝယ်ပေးမယ်တောရိုင်းပင်လေဘရင်ကနန်းကအရန်ရှားတဲ့စားတောက်ဆိုင်တွေကဈေးကြီးကြီးနဲ့ဝယ်နေကြတာအရေးသွေးကောင်းဆုံးကနန်းတွေကိုအသေးတန်လို့နေကြတယ်ရွက်200ကိုယူပြီးငါကျင်းသွားဝယ်စားသွားတော့မယ်ဟိတ်
မကြီးမသွားပါနဲ့အို900ပေးမယ်ရပြီလားပလဲဘရင်ကနန်းကိုဝယ်မယ်ဒါပေမဲ့တခြားကနန်းတွေကိုပါတခါတည်းအထုတ်လိုက်ရောင်းရမယ်မင်းငါကိုဈေးညစ်နေတာလားဒီအကောင်သေးသေးတွေနဲ့အဟောင်းတွေကိုငါဘလို့ပြန်ရောင်းရမလဲဗစ်ဖောက်တွေကအရေးပေါ်လိုနေတယ်အရေးသွေးအကောင်းဆုံးပစ္စည်းကိုစောင့်နေတယ်မဝယ်ရင်ဟိုဘက်ကထန်းရှားလောင်စားတောက်ဆိုင်ကိုချက်ချင်းပို့မယ်မင်းတော့နိုင်ပြီအားလုံးပေါင်းယွန်း900ငါကုန်ယူမယ်ချိန်ဆက်ပေါ်တင်ဟွမ်ချွန်းချစ်စီကယွန်း150တူညအကျွေးကငါးလေပင်ပေါ်မှာဓာတ်တစ်ချောင်းချိတ်ထားတယ်လို့ပဲငါရက်လို့မရဘူးနာယူဝက်ကြရင်ပင်လေကမ်းခြေရဲ့မြောက်ဘက်မှာပစ္စည်းလာယူမယ်အစိမ်းရောင်အခုံကနန်းအုပ်ကြီးကကြောက်တုံးကြားမှာရှိနေတယ်ဒီရေကလည်းမြန်မြန်တက်နေပြီးနောက်ဆုံးအချိန်10မိနစ်ပဲကျန်တယ်ရှောင်ကျိုးထိုင်ပြီးမလုံနဲ့လက်နှိပ်တမီနဲ့အမေရှိကကြောက်ကြားကူတွေကိုထိုးပေးဟာအမေအဲ့ဒီနေရာကပူပေါင်းကြီးကြီးတွေအမြဲထွက်နေတယ်အကုန်လုံးကအပြည့်နဲ့အရေးသွေးကောင်းဆုံးအစိမ်းရောင်ကနန်းကြီးတွေရှောင်ကျိုးရှောင်မှန်းမင်းတို့ကအမေရဲ့ကံကောင်းစေတဲ့ကျေပွင့်လေးတွေပါပဲညတကောင်ကြီးတောင်တကောင်ပြီးတကောင်အတိအကျဖမ်းမိနေတယ်ဒီမိမကတေချာပေါက်မကောင်းတဲ့နီလန်တစ်ခုခုတုံးပြီးပင်လယ်စာတွေဖမ်းနေတာပဲလင်းချစ်ရှားဒီဗီဒီယိုကိုရွာအုပ်စုထဲတင်လိုက်မယ်အဲ့ဒီအခါကျုံးပေါ်မှာမင်းဘလို့မျက်နှာနဲ့နေမလဲကြည့်ရအောင်ငါပြန်လာပြီအရင်ကကြောက်တတ်ပြီးငိုတတ်တဲ့အဲ့ဒီနောက်လိုက်ကောင်မလေးကအခုတော့စပ်ကားကြီးမောင်းပြီးဒီလောက်တောင်ယုံကြည်ချက်ရှိလာပြီလားလင်းချစ်ရှားငါရဲ့အရေးသွေးကောင်းဆုံးကနန်းတွေပမာလဲမြန်ပေးဘဲကလေဖြန်းဆက်နဲ့ဒီလောက်ပြင်းတဲ့ဈေးပေါ်ရေမွေးနှံ့တွေဖြန်းလာတာလဲမင်းကဒီလောက်ရေမွေးနှံ့နဲ့ငါပင်လယ်စာတွေကိုတေးစေချင်တာလားမင်းလိုတော့သူမကဘာနာလဲမလဲဒါကကန့်တက်ထုတ်လုပ်ထားတဲ့အစင်းမြင့်ရေမွေးပါရေစကားမများနဲ့ကနန်းဝယ်ခြင်းပတ်စံပေးပြီးတိတ်နေတကယ်ထူးဆန်းတာပဲဒီမိမနှစ်ယောက်ကတယောက်ထက်တယောက်ပိုချမ်းတယ်ရွှန်သုံးတူညတပြားမှမလျှော့ဘူးမနှက်ပြန်လဲအရေးသွေးကောင်းတာတွေငါအတွက်ခြံထားပေးအားလုံးတေချာကြည့်ကြပါဒါကတဘာဝအတိုင်းရှိနေတဲ့တောရိုင်းပင်လယ်ကမ်းခြေပါရှစ်တဲ့3မီတာလောက်กว่าကကြောက်ကြားအောက်မှာအရေးသွေးကောင်းဆုံးကနန်းအုပ်ကြီးရှိတယ်ညီမဟိုဘက်ကရေကန်အောက်မှာထောင်ချောက်ချထားတယ်ကျမကြောက်တယ်ကနန်းကညှက်လိုက်မှဆိုးတယ်လီလောက်နှစ်လိုလူဆိုးမျိုးကိုတော့မကြောက်ဖဲနဲ့ကနန်းတကောင်ကိုကြောက်နေတာလားဟုတ်တယ်ကျမမကြောက်တော့ဘူးအားလုံးကြည့်ကြပါဦးအပြည့်နဲ့အစိမ်းရောင်ကနန်းကြီးတွေပါအခုဖမ်းအခုရောင်ဖမ်းမိပြီအခုဖမ်းမိပြီဆိုတာအားလုံးမြင်ကြပြီနော်အဲ့ဒီလူတွေကငါ့ကိုမကောင်းတဲ့နီလန်တုံးပြီးပင်လယ်စာဖမ်းတယ်လို့မဟုတ်မမှန်ပြောနေကြတာဟေ့မြန်ကြည့်ပါတို့ရဲ့ကံကောင်းစေတဲ့ကလေးတွေပါလားအကောင်သေးတွေကိုပင်လယ်ထဲပြန်လွတ်အကောင်ကြီးတွေကိုတော့ရောင်းမယ်အမေပြောတဲ့စီးမြင့်ပဲဟာကြားတယ်မလားဒါကိုစီးမြင့်လို့ခေါ်တယ်ပင်လယ်ကိုမိပြီးပင်လယ်စာနဲ့အသက်မွေးတာကိုခေါ်တယ်ဒီလိုအရေးသွေးကောင်းတဲ့ပစ္စည်းဘယ်လောက်ရှိငါတို့အကုန်ဝင်မယ်အမလေးချစ်ရှမ်းရေအော်ရာတွေပေါက်ထွက်ကုန်ပြီနောက်ွယ်ကအော်ရာစရင်တွေအပြည့်လွန်သွားပြီဟာဘယ်ဘက်ရှိ2မီတာရွှွန်တွင်းအောက်မှာကနန်းအုပ်ကြီးရှိတယ်ညီမဘယ်ဘက်ရှိကရေအိုင်ကြီးအောက်မှာထောင်ချောက်ရှိတယ်ဖမ်းမိပြီဟာပုံးကိုတောင်ဖောက်ထွက်တော့မဲ့ကနန်းကြီး2ကောင်အားလုံးတေချာကြည့်ကြပါအခုဖမ်းအခုတင်ဖို့အသက်ရှင်ကြောင်းအာမခံအစီပြည့်ကြောင်းအာမခံဝန်တထေးက30ပေါင်လိုတယ်မြန်ဖမ်းပြီးပို့လိုက်အလေးချိန်ကိုတေချာကင်ထားဒါကဒီနေ့မင်းရဲ့အမျက်ဝေစုဒါတွေအားလုံးကကျမကိုယ်တိုင်ရှာထားတဲ့ငွေတွေလားဟုတ်တယ်တပြားချင်းစီကမင်းရဲ့ကိုယ်ပိုင်စွမ်းစားနဲ့ရှာထားတာအခုမှနားလဲပြီသူ့ကိုမမီကိုပဲနဲ့လဲငါအသက်ရှင်နိုင်တာပဲဘာလို့ငိုနေတာလဲမိတ်ကက်တောင်ပြက်ကုန်ပြီးမြန်ပတ်စံယူပြီးဝက်နံယူသွားဝယ်ဒီကန်ဆိုးမကဘာလို့ငါထက်ပိုကောင်းကောင်းနေနိုင်နေတာလဲလီလောက်နှစ်လမ်းမပိတ်နဲ့ဖဲလင်းချစ်ရှားဒီရက်ပိုင်းဒီနေရာမှာပင်လယ်စာတွေအများကြီးရှာပြီးပြီမဟုတ်လားဒီပင်လယ်ကလူတိုင်းပိုင်တာနောက်ဆိုမင်းရှာတွေ့သမျှပင်လယ်စာအားလုံးကိုတဝက်စီခွဲပေးရမယ်အားလုံးဆင်းရဲနေကြတာပဲမင်းတယောက်တည်းဘာလို့ချမ်းသာရမှာလဲငါဘုံကအလွတ်ဖြစ်ပြီးလေကိုပဲတောက်နေရတော့ကမင်းတို့ကဘာလို့ခွဲဝေပေးဖို့မပြောကြတာလဲစကားမများနဲ့ဒီနေရာကအခုငါတို့ပိုင်ပြီမြန်ထွက်သွားကြငါတို့ငွေအများကြီးရှာနေတာကိုအနှောက်အယှက်မလုပ်နဲ့အရေးကြီးတဲ့တန်မိုးအမြင့်ဆုံးပင်လယ်စာတွေကအခုဘိုင်းရင်ကြောက်နိုင်ရန် area ဘက်ကိုရွှေ့ပြောင်းသွားပြီဒီလိုနဲ့ဒီကောင်းတဲ့နေရာကိုဒီလူရန်ကားတွေစီလွှတ်ပေးလိုက်ရုံပဲပေါ့သူတို့စိတ်ကြိုက်တူးကြပါစေခဏနေသူတို့ငိုရမယ့်အချိန်ရောက်လာလိမ့်မယ်ဟာအမလေးဒီနေရာတစ်ခုလုံးမှာတောရိုင်းနှာခေါင်းကြားတစ်တွေကြီးပဲ